လို့ရဒီမှာကြည့်နော်ဒီလိုအကိတ်ကြီးပေါ့ဒါဆိုလို့ရှိရင်ချက်ချီတော့အယိုးလို့ချက်ချီတော့အယိုးလို့ကိုမှဒီလိုမျိုးဘူးအပြည့်ပေါ့နော်ဘူးအကြီးကြီးနဲ့အပြည့်အသိမ့်နဲ့လုံးဝအသိမ့်နဲ့ပေါ့နော်အဲ့လိုမျိုးရပါမယ်ဒါ3000တန်မှာဒီကောင်က3000တန်ဘူးပါရှင်မင်းဖောက်ပြပေးမယ်နော်ဒီပကံများနဲ့တော့ဆန့်ပါမယ်မင်းဖောက်ပြပေးပါ3000တန်ဝေးနေချက်ချီဒီကောင်ကကြတော့အမေကဂျူးမြစ်နဲ့ပေးထားတယ်ဂျူးမြစ်ကိုနဲ့ပြီးတော့ထည့်ပေးထားတယ်ချက်ချီတော့အယိုးလို့ပေါ့နော်အယိုးလို့ကိုထဲမှာအသိမ့်နဲ့ပါမယ်ထုတ်ပြတယ်နော်အပေါ်ရန်တော့အမေကဒီလိုဂျူးမြစ်ကိုနဲ့အုပ်ထားပါတယ်နော်ဂျူးမြစ်ကဒီလောက်ပဲဂျူးမြစ်ကအဲ့ဒါအကုန်လုံးကလုံးဝဒီပကံနဲ့အောင်ဆက်မှာတာတိကဲတကယ်ကြီးအမတော့ဝက်ပဲရှိသေးတယ်ကြည့် Oh my god ဟေးအိုး3000နဲ့ပူတယ်ရှင်ဒီမှာကြည့်တငယ်ချင်း3ယောက်လောက်ကအေးစေးစားလို့ရတယ်နော်တငယ်ချင်း3ယောက်ကအေးစေးစားလို့ရတယ်ဒါမြတ်ဒီကဲတစ်တားရဲ့ထည့်ထားတော့နည်းနည်းတောက်ခစ်ချင်းလေးဖြစ်နေလို့နော်အိမ်ရောက်တယ်ဆိုလို့ရှိရင်ခဏလောက်နေမှစားလို့လည်းရတယ်အိမ်ရောက်တယ်ဆိုရင်ခဏလောက်နေမှစားလို့ရတယ်ပြီးတော့အပူလေးပြန်ပေးပြီးတော့ပေါ့နော်အနှစ်ရှဲလေးနဲ့အနှစ်ကလေးနဲ့စားလို့ရတယ်ကဲကြည့်ရောဒါ3000တန်ရှင်ဒီမှာကြည့်တငယ်ချင်း3ယောက်လောက်ကိုစားရတယ်ဒီမှာကြည့်အမောက်ဒီမှာကြည့်ဟိုးလုံးဝကဲနော်ကြည့်ဒီမှာကြည့်ဒါအယိုးလို့ဆိုတဲ့ခါကျအယိုးလဲစုံနေကြမလို့ကြိုက်နေကြမလို့မှဒီခါလေးရှစ်ဆစားလိုက်အိုးမိုက်တယ်ကြည့်နော်ဒါအများကြီးပဲတကယ်တော့ဒါဂျူးမြင့်နေပေးထားတာဒါခဲနေလို့ခဲနေလို့ပါရှင်ဒီကိစ္စလိုက်ဒီမျိုးပါဒီအများကြီးပဲနော်ဒါ3000တန်ပါရှင်3000တန်အများကြီးပါရှင်